ဒီမျိုးကနိုင်အနှဲငယ်အတွင်းရေအောက်ကိုရောက်သွားနိုင်တယ်။အမှုပညာယဉ်ကျေးမှုနဲ့စီးပွားရေးတွေအလွန်ထွန်းကားတဲ့ဒီမျိုးတော်ဟာလှပတဲ့တူးမြောင်းတွေတမိုင်းဝင်အဆောက်အုံတွေနဲ့ခင်မီတဲ့ဒီဇိုင်းတွေကြောင့်ကမ္ဘာလက်ခရီးသွားနှစ်သက်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအလှပတွေရဲ့နောက်ွယ်မှာနေ့စဉ်နဲ့အမျှတိုက်ခိုက်နေရတဲ့တိတ်ဆိတ်ပြီးကြီးမားတဲ့စစ်ပွဲတစ်ခုရှိနေပါတယ်။ဒီနိုင်ငံဟာကမ္ဘာအခြားနိုင်ငံတွေနဲ့မတူတဲ့ပထဝီဝင်အနေအထားကိုပိုင်ဆိုင်ထားပြီးနိုင်ငံမြေပုံကိုကြည့်လိုက်ရင်ရေပြပြတွေအောက်မှာတည်ရှိနေတဲ့မြေနိမ့်မိုင်းတွေကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပါတယ်။နယ်သာလန်နိုင်ငံရဲ့မြေကြီးသုံးပုံတစ်ပုံကျော်ဟာပင်လယ်ရေမျက်နှာပြင်အောက်မှာတည်ရှိနေပြီးနိုင်ငံသားတန်းနဲ့ချီတဲ့လူတွေဟာမြေနိမ့်နိုင်ငံလို့အဓိပ္ပာယ်ရတဲ့ဒီနေရာမှာနေ့စဉ်ရှင်သန်နေထိုင်နေကြတာပါ။ Dutch လူမျိုးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကတည်းကရေကိုသူတို့ရဲ့အထူးရန်သူလို့သတ်မှတ်ခဲ့ပြီးရေကိုတိုက်ခိုက်ဖို့နဲ့ထိန်းချုပ်ဖို့အတွက်သူတို့ရဲ့အင်ဂျင်နီယာအတတ်ပညာကိုအစွမ်းကုန်အသုံးပြုခဲ့ကြပါတယ်။သူတို့ဟာလေယာဉ်ဟက်တွေတူးမြောင်းတွေနဲ့ရေကာတာတွေကိုအသုံးပြုပြီးပင်လယ်ကနေမြေတွေကိုပြန်လည်သိမ်းယူခဲ့ကြပါတယ်။ဒီလိုနဲ့ဖော်တော်လို့ခေါ်တဲ့ရေထုတ်မြေတွေကိုဖန်တီးပြီးအခုမြင်တွေ့နေရတဲ့အမ်စတာဒမ်၊ရော့တာဒမ်လိုခင်မီမြို့ကြီးတွေကိုပင်လယ်ရေအောက်ကနေဆွဲထုတ်တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာဟာဒီမြို့တော်ရဲ့တည်ရှိမှုကိုပိုပြီးချိန်ချောက်လာနေပါတယ်။ကြီးမားတဲ့ရေကာတာစနစ်တစ်ခုပျက်စီးသွားမယ်ဆိုရင်ဘာတွေဖြစ်သွားမလဲဆိုတာစဉ်းစားကြည့်ပါ။ဒီတော့နယ်သာလန်ဟာကမ္ဘာအကြီးဆုံးရေကာတာစီမံကိန်းဖြစ်တဲ့ Delta Wars နဲ့ပင်လယ်ရေကိုဘယ်လိုမျိုးတိုက်ခိုက်နေတယ်လဲဆိုတာကိုစကြည့်လိုက်ကြအောင်ပါ။နယ်သာလန်နိုင်ငံဒါမှမဟုတ် Dutch လို့ခေါ်ကြတဲ့ဒီနိုင်ငံရဲ့နာမည်အရင်းကိုကပင်လယ်ရေမျက်နှာပြင်အောက်နှိမ့်နယ်မြေလို့ဆိုလိုတာဖြစ်ပါတယ်။နယ်သာလန်မြေရဲ့26%ဟာပင်လယ်ရေမျက်နှာပြင်အောက်မှာတည်ရှိပြီးလူဦးရေရဲ့60%ခန့်ကဒီမြေနိမ့်ပိုင်းတွေမှာနေထိုင်ကြပါတယ်။အကယ်၍ရေကာတာစနစ်တစ်ခုလုံးပျက်စီးသွားမယ်ဆိုရင်အမ်စတာဒမ်၊ရော့တာဒမ်စတဲ့အဓိကမြို့ကြီးတွေဟာနိုင်အနှဲငယ်အတွင်းမှာရေအောက်ရောက်သွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။ Dutch လူမျိုးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပင်လယ်ရေကိုတိုက်ခိုက်ပြီးမြေတွေကိုသိမ်းပိုက်ခဲ့ကြကဖော်တာလို့ခေါ်တဲ့ရေထုတ်မြေတွေကိုဖန်တီးခဲ့ပါတယ်။ဒီဖော်တာတွေဟာမြေကြီး၊သဲတွေနဲ့ရှို့စေးတွေနဲ့ပြုလုပ်ထားတဲ့ရေကာတာတွေနဲ့ဝန်းရံထားပြီးအတွင်းထဲကရေတွေကိုပန်းဆက်တွေနဲ့စုပ်ထုတ်မြေကိုအခြောက်ခံပြီးစိုက်ပျိုးရေးနဲ့နေထိုင်ရေးအတွက်အသုံးပြုခဲ့ကြပါတယ်။ Dutch လူမျိုးတွေဟာသူတို့ရဲ့ရေကာတာစနစ်ကို Delta Wars လို့ခေါ်ပြီးဖျားသခင်ကကမ္ဘာကြီးကိုဖန်ဆင်းတယ်။ဒါပေမဲ့ Dutch လူမျိုးတွေကနယ်သာလန်ကိုဖန်ဆင်းတယ်ဆိုတဲ့စကားပုံလေးတစ်ခုတောင်ရှိပါတယ်။ဒါဟာရေကိုထိန်းချုပ်ဖို့သူတို့ရဲ့စိတ်ဓာတ်ကိုပြသနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုထိန်းချုပ်မှုဟာအများအားမအောင်မြင်ခဲ့ပါဘူး။1953ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ပင်လယ်မုန်တိုင်းကြီးကြောင့်တောင်ပိုင်းဒေသကရေကာတာတွေဟာအကြီးအကျယ်ပျက်စီးခဲ့ရပြီးလူပေါင်း2000နီးပါးသေဆုံးခဲ့ရပါတယ်။ဒီရေကြီးမှုဟာ Dutch သမိုင်းမှာအဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ပါတယ်။1953ခုနှစ်အိမ်မက်ဆိုးကိုတုံ့ပြန်တဲ့အနေနဲ့နယ်သာလန်ဟာကမ္ဘာအကြီးဆုံးရေကာတာကာဝေးရေးစီမံကိန်းဖြစ်တဲ့ Delta Wars ကိုစတင်ခဲ့ပြီးဒီစီမံကိန်းဟာဆယ်စုနှစ်များစွာကြာမြင့်ခဲ့ကလူသားတွေရဲ့နည်းပညာပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။ Delta Wars ရဲ့အထင်ရှားဆုံးနဲ့အကြီးကျယ်ဆုံးအစိတ်အပိုင်းကတော့ Oosterhead Daiquiri လို့ခေါ်တဲ့ရေကာတာပဲဖြစ်ပါတယ်။ဒီရေကာတာဟာကမ္ဘာအထက်မမြောက်အံ့ဖွယ်ဖြစ်တောင်တင်စားခံခဲ့ရပြီးရေကာတာဟာအရှည်9ကီလိုမီတာနဲ့ရေကာတာတကား65ခုပါဝင်ပါတယ်။အရေးပေါ်မုန်တိုင်းတန်ခံရတဲ့အခါဒီတကားတွေကိုပိတ်ချလိုက်ပြီးကြီးမားတဲ့ကွန်ကရစ်တိုင်ကြီးတွေဟာအီဖယ်မျှော်စင်ရဲ့အလေးချိန်နဲ့ညီမျှတာကြောင့်ဒီရေကာတာဟာနှစ်ပေါင်း1000မှာတစ်ခါဖြစ်နိုင်တဲ့မုန်တိုင်းလှိုင်းကိုတောင်ခုခံနိုင်အောင်ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။ဒါဟာပင်လယ်ရေကိုပြည့်ပြည့်စုံစွာထိန်းချုပ်နိုင်ဖို့ Dutch တို့ရဲ့စွမ်းဆောင်ရည်တစ်ခုပဲဖြစ်ပါတယ်။ရော့တာဒမ်စိတ်ကမ်းကိုကာဝယ်ဖို့တည်ဆောက်ထားတဲ့မတ်စလန်ကီရင်ရေကာတာဟာလည်းထူးခြားပြီးဒီရေကာတာဟာလိုအပ်တဲ့အခါမှသာပိတ်တဲ့လိုလျောက်စနစ်သုံးရေရှားတကားနှစ်ခုပါဝင်ပါတယ်။ရေကြီးဖို့အနေရရှိလာရင်ဒီရေကာတာတကားကြီးနှစ်ခုဟာပင်လယ်ထဲသို့ရေရှားပြီးတူးမြောင်းကိုပိတ်ပစ်လိုက်ပါတယ်။ဒီစနစ်ဟာကွန်ပျူတာနည်းပညာနဲ့ရာသီဥတုခန့်မှန်းချက်တွေပေါ်လုံးလုံးလျားမူတည်ပြီးတော့အလုပ်လုပ်ပါတယ်။ဒါဟာအင်ဂျင်နီယာနဲ့ IT နည်းပညာပေါင်းစပ်မှုရဲ့အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်ပါတယ်။ Dutch လူမျိုးတွေဟာ Delta Wars မျိုးကမ္ဘာအကြီးဆုံးရေကာတာစနစ်ကိုပိုင်ဆိုင်ထားပေမဲ့21ရာစုရဲ့အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်နေရပါတယ်။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာဟာလက်ရှိရေကာတာစနစ်ရဲ့စွမ်းဆောင်ရည်ကိုဖြည်းဖြည်းချင်းဖိအားပေးနေပါတယ်။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရကမ္ဘာကြီးပူနွေးလာမှုကြောင့်2100ပြည့်နှစ်မှာပင်လယ်ရေမျက်နှာပြင်ဟာ1မီတာအထိမြင့်တက်လာနိုင်ပါတယ်။ဒါဟာ Oosterhead Daiquiri ရဲ့ဒီဇိုင်းစွမ်းရည်ကိုကျော်လွန်သွားနိုင်ပြီးလက်ရှိကာဝေးစနစ်တွေဟာအဆင့်မြင့်တင်ဖို့ဒါမှမဟုတ်အစားထိုးဖို့လိုအပ်လာပါပြီ။
ဒါကြောင့်နယ်သာလန်ဟာပုံမကြီးမားပြီးပုံမကောင်းမွန်တဲ့ရေကာတာမျိုးဆက်တွေကိုစတင်ဒီဇိုင်းဆွဲနေရပါတယ်။အရင်တော့က Dutch လူမျိုးတွေဟာရေကိုထိန်းချုပ်ဖို့စ조사ခဲ့ကြပေမဲ့အခုချိန်မှာတော့ရေကိုအတူရှင်တွဲနေထိုင်မှုနည်းလမ်းတွေရှာဖွေနေကြပါတယ်။ Rome for the River လို့ခေါ်တဲ့မဟာဗျူဟာကရေကာတာတွေကိုပုံမမြင့်မားစွာတိစောက်မဲ့အစားမြစ်ရေရှမ်းလာတဲ့အခါရေတွေစီးဆင်းနိုင်မှုမြစ်ကျမ်းပြင်ကိုပုံမနှက်ဆိုင်အောင်တူးဖော်တာမြစ်ခွေတွေကိုပြန်လည်ပြင်ဆင်တာစတာတွေကိုလှုပ်ဆောင်နေပါတယ်။ရေကိုထိန်းချုပ်မဲ့အစားရေကိုနေရာပေးလိုက်တာဟာရေဘေးကာကွယ်ရေးအတွက်ပုံမထိရောက်တဲ့နည်းလမ်းဖြစ်လာတာကိုတွေ့ရပါတယ်။ဒါဟာ Dutch တို့ရဲ့အတွေးခေါ်ကြီးမားဆုံးပြောင်းလဲမှုပဲဖြစ်ပါတယ်။အခုအခါမှာ Rotterdam လိုမြို့ကြီးတွေမှာရေပေါ်အိမ်ယာစီမံကိန်းတွေရေပေါ်ရုံးခန်းတွေနဲ့ရေပေါ်လယ်ကွင်းတွေပါပေါ်ပေါက်လာပြီးရေမနက်ပြင်တက်လာရင်ဒီအဆောက်အုံတွေဟာလည်းရေနဲ့အတူမြင့်တက်သွားမှာဖြစ်ပါတယ်။ဒါဟာနင်းမြုပ်နေတဲ့မြို့ပေါ်မှာနေထိုင်ရတဲ့ပြဿနာကိုနည်းပညာနဲ့ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့စီမံကိန်းတစ်ခုပဲဖြစ်ပါတယ်။နယ်သာလန်နိုင်ငံရဲ့ဒီအခြေအနေဟာတနေရာရဲ့ဒေသဆိုင်ရာပြဿနာတစ်ခုမဟုတ်ပါဘူး။ပင်လယ်မျက်နှာပြင်မြင့်တက်မှုဟာဘန်ကောက်၊မီယာမီ၊ရှန်ဟိုင်းနဲ့လန်ဒန်တို့လိုကမ္ဘာကမ်းရိုးတန်းမြို့ကြီးတွေရဲ့အနာဂတ်ကိုလည်းချိန်ချောက်နေပါတယ်။ရေအောက်နှိမ့်မြုပ်နေတဲ့မြေပေါ်မှာကြီးကျယ်ခမ်းနားတဲ့မြို့ပြတစ်ခုတိစောက်နိုင်ခဲ့တဲ့နယ်သာလန်နိုင်ငံရဲ့ဇွဲလုံးလဟာလူသားမျိုးတွေရဲ့ရှင်သန်ရပ်တည်ရေးစိတ်ဓာတ်ကိုကိုစားပြုနေပါတယ်။ဒါဟာကျမတို့နေထိုင်ရာကမ္ဘာကြီးရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တစ်ခုလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။